အားလုံးပဲမင်္ဂလာပါအားရောက်စကျွန်တော်စတင်နေကြအောင်ဇေယျဆန်းဆယ်ဆရာတို့ beginner level တွေအတွက်နော်ကျွန်တော်စတင်ခန်းစာရေးဝင်ပြတဲ့အစီအစဉ်ဖြစ်ပါတယ်ဆရာတို့ပြီးခဲ့တဲ့တစ်ခေါက်နော်သင်ခန်းစာမှာတော့ဆရာတို့အခြေခံလေ့လာမှတ်သားရမယ်နော်ဘီတရနော်ဟီရာဂနာ46လုံးစာကိုဆရာတို့နော်အတန်လေးနော်လေ့လာခဲ့ပြီးသားဖြစ်ပါတယ်နော်အဲ့တော့လိုက်လေ့လာတဲ့သူတွေတလုံးချင်းစီနော်ဘယ်လိုရေးသလဲဆိုတာကိုနော်တလုံးချင်းစီနှိပ်ပြီးတော့လေ့လာဖို့လိုအပ်တယ်လို့ဆရာတို့အောက်မှာပေးထားတဲ့ speaker ပုံစံလေးကိုနှိပ်ပြီးတော့ဆရာတို့နော်အတန်တလုံးချင်းစီရဲ့အတန်ထွက်လေးကိုလည်းလေ့လာမှတ်သားဖို့လိုပါတယ်ဆရာတို့ပြီးခဲ့တဲ့သင်ခန်းစာတော့ကဒီအတန်ကြီးပေါ့နော်ဟီရာဂနာ46တန်ကြောင်းဆရာတို့ပြောပြီးဖြစ်ပါတယ်ဒီကနေ့မှာတော့ဆရာတို့ဒီအတန်ကြီးပြီးလို့ရှိရင်နော်ဟီရာဂနာ46တန်အတန်ကြီးတချို့စကားလုံးတွေကိုယူပြီးတော့ဆရာတို့ကအတန်နောက်နော်အမှတ်သားလေးတွေနော်သူတို့ရဲ့ဒီထိန်းသားလေးမှာရေးလိုက်ခြင်းအပြင်အတန်နောက်အတန်လေးဖြစ်ပေါ်လာရှိပါတယ်အဲ့ဒါကစုစုပေါင်း25တန်ရှိပါတယ်အဲ့ဒီဟာကိုဆရာတို့ဒီကနေ့မှာ sharing လုပ်ပြီးတော့ပါမယ်အဲ့တော့နော်ဒီမှာမြင်ရတဲ့အတိုင်းပဲဆရာတို့ I U A O နော်ဒီတရတန်5တန်ပြီးတာနဲ့ခါခိကုခေခိုနော်ဒီအတန်ခါခိကုခေခိုဆိုတဲ့အတန်5တန်ကိုနော်ခြေခံပြီးတော့အဲ့ဒီခါခိကုခေခိုစကားလုံးလေးပေါ်မှာဆရာတို့အတန်နောက်အမှတ်တာနော်ဒီဆွဲချက်လေးနှစ်ချက်ဆွဲလိုက်ခြင်းအပြင်ဆရာတို့ကနော်အတန်နောက်ဖြစ်ပေါ်လာပါတယ်အဲ့ဒါတွေကနော်အတန်ကဘယ်လိုထွက်လဲဆိုတော့နော်ဆရာတို့နားထောင်ကြည့်အောင်ကကီကူကဲကိုနော်အဲ့တော့ခါခိကုခေကိုဆိုတဲ့နော်အတန်ကြီးစကားလုံးတွေပေါ်မှာအတန်နောက်မှတ်သားတင်ခြင်းအပြင်ဂါဂီကူကဲကိုဆိုတာဖြစ်ပေါ်လာပါတယ်ပြီးတော့ဆရာတို့နော်ဒီတတိယနော်တန်ရှိတဲ့စာရှိစုစေဆိုတဲ့စကားလုံး၅လုံးပေါ်မှာဆရာတို့နော်ဒီအတန်နောက်မှတ်သားရေးဆွဲခြင်းအပြင်ဇာဂျီဇူဇေဇိုဆိုတဲ့နော်အတန်၅တန်နော်ဖြစ်ပေါ်လာပါတယ်နောက်တာချီစုတဲ့တိုးဆိုတဲ့နော်စကားလုံးတွေပေါ်မှာတန်နောက်အမှတ်သားဆွဲခြင်းအပြင်ဒါဂျီဇူတဲ့ဒိုဆိုတဲ့နော်အတန်နောက်အတန်ဖြစ်ပေါ်လာပါတယ်ပြီးလို့ရှိရင်ဆရာတို့ကဟာဟီဖူခေဟိုဆိုတဲ့နော်အတန်ကြီးစကားလုံးတွေပေါ်မှာအတန်နောက်မှတ်သားဆွဲခြင်းအပြင်ဘာဘီဘူဘေဘိုဆိုတဲ့အတန်နောက်အတန်တွေဖြစ်ပေါ်လာပါတယ်ပြီးတော့အဲ့ဒီနော်ဟာဟီဖူဟေဟိုဆိုတဲ့နော်စကားလုံး၅လုံးပေါ်မှာပဲဆရာတို့ကအတန်နောက်အမှတ်သားဒီတစ်ခါနော်ဆွဲချက်နှစ်ချက်မဟုတ်တော့ဘဲနဲ့နော်အလုံးလေးပြပါတယ်ဒါလေးကိုနော်တဝက်အတန်နောက်အမှတ်သားလို့ခေါ်ပါတယ်သူကမာရုလို့ပြောပါတယ်နော်မာရုလေးတင်ခြင်းအပြင်ဆရာတို့ကနော်ဘာတန်ဖြစ်သွားလဲဆိုတော့ပါဘီပူပေပို့ဆိုတဲ့အတန်လေးဖြစ်ပေါ်လာပါတယ်အဲ့တော့ဆရာတို့နော်ဒီကနေအတန်လေးနှိပ်ပြီးနားထောင်ကြည့်အောင်ဇာဂျီဇူဇေဇိုဒါဂျီဇူဒေဒိုဘာဘီဘူဘေဘောဟာပီပူဖေဟိုဟုတ်ပြီအဲ့ဒါဆိုရင်ဆရာတို့ကနော်အတန်ကြီး46တန်ပြီးသွားတဲ့နောက်မှာနော်ဒီအတန်ကြီးစကားလုံးတချို့စကားလုံးတွေကိုယူပြီးတော့ဆရာတို့ကအတန်နောက်ပြီးဖန်တီးထားတာစုစုပေါင်း25တန်ရှိပါတယ်အတန်ကြီးစကားလုံးတွေနော်ဟီရာဂနာစကားလုံး46လုံးကိုနော်အတန်ထွက်နေတော့စုပ်ချက်ရေးပုံရေးနည်းကိုလေ့လာမှတ်သားပြီးတာနဲ့အတန်နောက်
နော်25တန်ကိုဆက်လက်ပြီးတော့လေးလာမှတ်သားထားဖို့လိုအပ်ပါတယ်ဒီကနေ့သင်ခန်းစာကတော့ဒီလောက်နဲ့ပဲဆရာတို့ဆုံးသတ်ပါမယ်皆さんありがとうございます